ထူးဆန်းတယ်နော် surprise box ဆိုတာအမလေးတခါမှမရဘူးတဲ့ပစ္စည်းကို surprise box ဆိုတာ February 14ရက်နေ့အတွက်အမတို့အကျိုး forever လက်ဆောင်ပေးတာ Oh forever ကိုစားပေးရဆိုအဲ့ဒါဟို my tissue လေ ဟုတ်ပါလေဒီလိုဖောက်လိုက်တိုင်းပါတိုင်းပါ အော်ဒါလေးကိုဒီလိုလေးဖောက်လိုက်ရတာ ကဲ February 14ရက်နေ့ကနောက်တစ်ယောက်ရှိပြီ ဟုတ် ဒါပေမဲ့ဖောက်မတော့ရအောင် โอเคခုနအဲ့တဲ့ပေါ့ပါမမလေးဆိုင်ရပေးတယ်ဆိုပြီး tissue ကိုလာပေးပြီးတော့ငါ့ကို surprise ပါတဲ့စိတ်ကြည့်ဖို့တောင်ကြဲကောင်းတယ်ဒီပွေစိမ်မ ဒါကနောက်တစ်ယောက်အတွက်ပါဒါလေးက surprise ပေါက်ဒီပေါ့နော်ရီးစားလည်းမရှိပေးမဲ့လူလည်းမရှိတဲ့သူအတွက် အော် ဖောက်လိုက်ပါ ဟုတ်လား forever တယောက်တစ်ပေါက်စီပေါ့နော်ဧည့်သည်လာရင်လည်းဖောက်ရှင်တဲ့သူဒါလေးဖောက်ပေးပါမယ် အော်ငါခုနခံလိုက်ပြန်ဟာကြီးပေါ့ ဒါအစ်အမဟာ တော်တော်ပွေတယ်နော်နင်ကတော်တော်ပွေစိမ်မအမလေးဟဲ့ အမတို့စိတ်မကောင်းဖြစ်နေပါစေ အော်ဘယ်လိုလဲကျမတို့ တယောက်ကိုတစ်ပေါက်စီ ပါအမလေး